မွေးနေ့ကိုကြွားဝါမှုတွေနဲ့အပေါ်ယံနေမပါဝင်ပဲပကံကရွာလေးတစ်ရွာမှာကျင်းပခဲ့တဲ့တိုင်ရွန်နမည်ကြီးအနုပညာရှင်တွေကသူတို့ရဲ့မွေးနေ့ပွဲတွေကိုဟိုတယ်ကြီးတွေမှာခန်းခန်းနာနာကျင်းပပေမဲ့တိုင်ရွန်ကတော့သူ့ရဲ့မွေးနေ့ကိုအထိပ္ပယ်ရှိရှိဖြတ်သန်းခဲ့တာပါတိုင်ရွန်ရဲ့မွေးနေ့ကိုပကံကရွာလေးတစ်ရွာမှာကျင်းပခဲ့တာဖြစ်ပြီးပကာသနာတွေလည်းမပါဝင်ခဲ့ဘူးရှင်သူ့ရဲ့မွေးနေ့မှာပကံကရွာလေးအထိသွားပြီးဘုန်းကြီးကျောင်းမှာဆွန့်ကပ်ခဲ့ပါတယ်။ရွာသူရွာသားတွေကိုလည်းစားသောက်ဆရာတွေနဲ့အခန့်ခဲ့တာကြောင့်တရွာလုံးကလည်းပျော်ရွှင်နေခဲ့ကြပါတယ်။သူ့ရဲ့မွေးနေ့ပွဲမှာကုသိုလ်တွေနဲ့ဖြတ်သန်းပြီးသားဖြစ်အောင်ဆရာတော်တွေကိုသင်ခန်းတွေလည်းလှူခဲ့ပါသေးတယ်ရှင်။ကလေးတွေလည်းပျော်သွားစေဖို့အတွက်မွေးနေ့ကိတ်ကိုလည်းခွဲခဲ့ပြီးအေးဘူးတွေကိုပါဝေပေးခဲ့သေးတာပါ။ဒါတွေမကသေးပဲရွာကအသက်ကြီးတဲ့အဖိုးအဖွားတွေကိုလည်းအလှူငွေတွေလှူဒန်းခဲ့ရရှင်။အဲဒါကြောင့်တိုင်ရွန်ရဲ့မွေးနေ့ကတော့ကုသိုလ်တွေဆက်တဲ့အလှူဖြစ်သွားခဲ့တာပါ။တိုင်ရွန်ဟာငွေကြေးတက်နိုင်တဲ့သူဖြစ်လို့သူ့ရဲ့မွေးနေ့ကိုခန်းခန်းနာနာကျင်းပလို့ရပေမဲ့လည်းရိုးရိုးရှင်းရှင်းပဲကျင်းပလိုက်ပါတယ်။ဒီလိုရိုးရိုးရှင်းရှင်းနဲ့ကျင်းပလိုက်တာကတော့အကျိုးရှိသွားပြီးရွာကအဖိုးအဖွားတွေရဲ့ဖြူစင်တဲ့အပြုံးတွေရင်ထဲကလာတဲ့ဆုတောင်းတန်တွေကိုမွေးနေ့လက်ဆောင်အဖြစ်ရသွားခဲ့တာပါ။သူ့ရဲ့မွေးနေ့ဖြစ်ပေမဲ့ကလေးတွေလည်းပျော်သွားအောင်မွေးနေ့ကိတ်ကြီးကိုခွဲလိုက်ပြီးကလေးတွေလည်းပျော်သွားကြပါတယ်။ကြွားဝါမှုတွေမပါဝင်ပဲသူ့ကိုအားပေးတဲ့သူတွေနဲ့ပဲဖြတ်သန်းတဲ့မွေးနေ့ဖြစ်တာကြောင့်တိုင်ရွန်ရဲ့စိတ်ကူးလေးကတော့ချီးကျူးစရာပါနော်။တိုင်ရွန်ဟာလက်ရှိမင်းသားတွေထဲမှာတရုတ်ဆောင်ကောင်းတဲ့မင်းသားဖြစ်ချီးကျူးခံရတဲ့အပြင်စိတ်နေစိတ်ထားကလည်းကောင်းမွန်နေပါသေးတယ်ရှင်။ပကာသနာတွေမလိုအပ်ဖဲကုသိုလ်တွေနဲ့ပဲဖြတ်သန်းခဲ့တဲ့တိုင်ရွန်ရဲ့မွေးနေ့ဖြတ်သန်းပုံကိုသဘောကျရလားနော်။